တသားမိမိတို့ရေမင်္ဂလာပါနော်ဒီနေ့ဒီပြောပြမယ်ပုံမြင်လေးထဲမှာတော့ရှေးခေတ်ဂျပန်ပြည်ကတိတ်ကိုတမတ်ကြပြီးဉာဏ်ပညာနဲ့ပြည့်စုံအကျဉ်းသားတရားကြီးမားတဲ့တရားသူကြီးဥကာအကြောင်းပေါ့အဲ့ဒီတရားသူကြီးဥကာဟာကလေးငယ်လေးတွေကိုကျင်နာဆက်ဆံတတ်တဲ့သူတစ်ယောက်ဖြစ်တယ်ရိုက်နဲ့နှိပ်စက်ပြီးမတရားပြုတာတွေ့လို့ရှိရင်အလွန်စိတ်ဆိုးတတ်တယ်တနေ့မှာတော့တရားသူကြီးဥကာကမြေထဲပစ္စည်းဆိုင်တစ်ခုရှိရနေဖြတ်သွားတဲ့ချိန်မှာကလေးငယ်လေးတယောက်ကရှုံးနဲ့လှုပ်ထားတဲ့ကြီးမားတဲ့ခွေးရုပ်ကြီး၃ရုပ်ကိုကြည့်နေတာကိုသတိထားမိလိုက်တယ်။ကလေးငယ်ရဲ့အဝတ်စားကနွမ်းပါးပါးလေးနဲ့စင်းရဲတဲ့မိသားစုတွေကဖြစ်ရမယ်ဆိုတာသိတာနေတယ်။တရားသူကြီးဥကလည်းကလေးငယ်လေးကိုကြည့်ပြီးသူ့ရဲ့မြီးအရင်လေးကာစုကိုသတိရပြီးမြင်ရောက်မိတယ်။သူ့မြီးနဲ့ရွယ်တူလေးဆိုတော့ဥကာကကလေးလေးကိုဂယုဏသက်စွာချစ်ခင်စွာနဲ့ကြည်နေတာပေါ့။ဆိုင်ရှင်ဖြစ်တဲ့ချိုဘေကတော့သူ့ရဲ့ပစ္စည်းတွေကိုဖုံတုပ်ရင်အလုပ်များနေတာကြောင့်အပြင်ဘက်မှာတရားသူကြီးဥကာရောက်နေတာကိုသတိမထားမိဘူးတဲ့။ကလေးလေးကိုလည်းဂယုမဆိုင်မိဘူးပေါ့။စင်ရဲသားကလေးလေးကသူ့ဆိုင်ကပစ္စည်းတွေကိုဝယ်နိုင်မှာမဟုတ်တာ။တရားသူကြီးဥကာကဆိုင်ထဲကိုဝင်လာတာမြင်လိုက်တဲ့အခါချိုဘေကကလေးငယ်လေးကိုဆွဲဖယ်ပြီးဥကာကိုကြိုဆိုလိုက်တယ်။ဥကာကတော့ဆိုင်ရှင်ကိုလက်ကပြလိုက်ပြီးဒီကလေးလေးဘာလို့ခြင်းလဲလို့မေးကြည့်ပါဦးအဲ့ဒီခါဆိုင်ရှင်ချိုဘေကကလေးလေးကိုစိတ်မရှိစွာမေးလိုက်တယ်ဟေးဘာလို့ခြင်းလို့လဲကွကျွန်တော်ဖိုးအတွက်ဒီခွေးရုပ်တစ်ခုလောက်ဝယ်ခြင်းလို့ပါဒီခွေးရုပ်၃ရုပ်ထဲကတစ်ရုပ်ဟုတ်လားကလေးငယ်လိုချင်တဲ့အယုတ်ကတန်ဖိုးအလွန်ကြီးတာကြောင့်ဆိုင်ရှင်ကအံ့ဩစွာမေးလိုက်တယ်ဟုတ်ကဲ့ကျွန်တော်ဖိုးကခွေးသိပ်ချစ်တတ်ပါတယ်တကယ်တက်ရှိခွေးကိုကြတော့ကျွေးဖို့မွေးဖို့ကျွန်တော်တို့မတတ်နိုင်ပါဘူးဒီရှုံခွေးရုပ်ကလေးကတော့အစာဘိုးမကုန်ဘူးဆိုတော့ကျွန်တော်ဖိုးကိုလက်ဆောင်ပေးခြင်းလို့ပါဆိုင်ရှင်ချိုဘေကစိတ်မရှိစွာနဲ့ဟာဒီခွေးရုပ်အကောင်းစားကိုဝယ်ဖို့မင်းမပတ်စံဘယ်လောက်ရှိလို့လဲဘေးနားကြားနေတဲ့ဥကာကချိုဘေရဲ့နဝေမချိုတဲ့စကားသံကြောင့်မျက်နှာပြက်သွားတယ်ကျွန်တော်မှ30ပါပါတယ်ခမဒီငွေ30နဲ့ဝယ်လို့ရမလားခမချိုဘေကမျက်နှာကြီးနီးရဲသွားပြီးဒီအယုတ်က100တန်ကြီးกว่าပြီးတော့သူကကလေးလေးကိုလင့်လျူရှူလိုက်ပြီးတရားသူကြီးဥကဘက်ကိုပဲလှည့်သွားတယ်။မင်းကအလကားအချိန်လာဖြုံးနေတာပဲ။ဟိုမှာလူကြီးမင်းကိုစောင့်ခိုင်းထားရတာအာနာစီကဖြစ်သွားပြီ။ဥကလည်းသူဝင်ပြောဖို့အချိန်တန်ပြီလို့ယူဆလိုက်ပြီးခွေးရုပ်ကအတော်ကိုလှတာကိုကွမင်းရဲ့အဖိုးဒီခွေးရုပ်ကိုသာရရင်အတော်ကိုပျော်မှာပဲကွကလေးလေးကိုသူကပြောလိုက်တယ်။ကလေးလေးကလည်းဥကကိုရင်ကြေးဥညွတ်နှုတ်ဆက်လိုက်ပြီးဟုတ်ပါတယ်အဖိုးခမကျွန်တော်ရဲ့အဖိုးကကျွန်တော်ပေါ်မှာဒီကဘာပေါ်မှာအကောင်းဆုံးလူတစ်ယောက်ပါဒါကြောင့်ကျွန်တော်အဖိုးကိုခွေးရုပ်အကောင်းစားလေးတစ်ရုပ်လောက်ဝယ်ပေးချင်တာပါအော်ဟုတ်လားအေးလေငါလည်းအဖိုးတစ်ယောက်ပါပဲမင်းရဲ့စေနာမြတ်တာကိုငါခံစားမိပါတယ်အဲ့လိုပြောလိုက်တယ်ကလေးငယ်လေးကတော့ခွေးရုပ်ကလေးကိုငေးကြည့်ရင်းနဲ့ဒီခွေးရုပ်လေးကိုငွေ30နဲ့ဝယ်လို့ရရင်တိတ်ကောင်းပါပဲဗျာအဲ့လိုညှင်းညူပြီးပြောလိုက်တယ်ဥကလည်းတော်တော်လေးစိတ်မကောင်းဖြစ်သွားပြီးကလေးငယ်လေးကိုတနီးနီးနဲ့ကူညီဖို့အတွက်ဆုံးဖြတ်လိုက်တယ်။အေးလေဒီအယုတ်က30နဲ့ဝယ်လို့ရရင်လည်းရမှာပေါ့ကွာ။ဥကရဲ့စကားကြောင့်ဆိုင်ရှင်ချိုဘေကအံ့ဩသလိုလှမ်းကြည့်လိုက်တယ်။ဥကကတော့ပြုံးပြီးတော့ချိုဘေကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်တယ်။သဘောကတော့လိုတဲ့ငွေကိုသူပေးမယ်ဆိုတဲ့သဘောပေါ့။ဒါမဲ့ဆိုင်ရှင်ချိုဘေကအလွန်တရာလောဘကြီးသူဖြစ်တာကြောင့်ဥကမျက်စိမိတ်ပြတဲ့အတိတ်ပဲကိုသူနားမလဲ။သူသိလိုက်တာကတော့100တဲ့ပစ္စည်းကို30နဲ့တော့သူဘလို့မှရောင်းမပေးနိုင်ဘူးအဲ့ဒါကိုဥက30နဲ့ဝယ်လို့ရနိုင်မယ်လို့ပြောလိုက်တာကနောက်ပြောင်ချင်းတက်ပဲလို့နားလည်လိုက်တယ်ချိုဘေလဲကလေးလေးကိုကြည့်ပြီးတော့တယောတော်ပြုံးလိုက်ရင်းနဲ့ကောင်းပြီလေမင်းကငါငွေ30နဲ့ရောင်းမယ်အေးဒါမဲ့ဒီခွေးရုပ်တရုပ်ကိုဘသူ့အကူကြီးမှမပါဘဲနဲ့မင်းတည်သွားရမယ်အဲ့လိုတည်သွားနိုင်ရင်3ရုပ်စလုံးပေးမယ်ကွာကလေးလေးကစိတ်မကောင်းဖြစ်သွားတယ်လူကြီးတယောက်တောင်တည်နိုင်မှုမလွယ်တဲ့အယုတ်ကြီးဆိုင်ရှင်ချိုဘေကသူ့ကိုလှောင်ပြောင်ပြီးပြောနေမှန်းသဘောပေါက်သွားတာကြောင့်စိတ်ပြက်လက်ပြက်နဲ့ခေါင်းကိုက်ဆိုင်ချပြီးဆိုင်ထဲကနေထွက်သွားတယ်ကလေးလေးကိုကြည့်ပြီးချိုဘေကသဘောကျသလိုပြုံးတယ်ဥကကတော့နရွက်တွေနီလာတဲ့အထိဒေါသတွေထွက်သွားတယ်ကလေးလေးခံစားသွားရအောင်လုပ်တဲ့အတွက်ဆိုင်ရှင်ချိုဘေကိုတော်တော်လေးစိတ်ဆိုးနေတယ်ဒါကြောင့်သူဟာကလေးလေးကိုလှမ်းခေါ်လိုက်တယ်ဟဲ့ကလေးဟိုနားကြောက်ခဲကိုတွားကောက်ခဲ့စမ်းကလေးလေးကဥကပြောသလိုလမ်းဘေးကကြောက်ခဲတစ်ခဲကိုတွားယူလာခဲ့တယ်မင်းရဲ့ငွေ30ဆိုင်ရှင်ကိုပေးလိုက်ပြီးတော့မင်းလက်ထဲကကြောက်ခဲနဲ့အဲ့ဒီခွေးတကောင်ကိုထုခွဲပလိုက်
ချိုဘေးကပြပြသလဲနဲ့ဝင်တားလိုက်တယ်တရားသူကြီးမင်းခမဆိုင်ရှင်တယောက်ရဲ့ပစ္စည်းကိုအခုလိုမတော်မတရားမဖြက်စီးခိုင်းသင့်ပါဘူးဘာဆိုင်လို့လဲသူ့ကိုမင်း30နဲ့ရောင်းမယ်လို့ပြောခဲ့တာပဲအဲ့တော့သူ့ပစ္စည်းသူရိုက်ခွဲတာမင်းနဲ့ဘာဆိုင်တော့လို့လဲအေးသူရိုက်ခွဲပြီးရင်အဲ့ဒီမြေကြီးအကျိုးပဲ့တွေကိုသူတယောက်တည်းတနိုင်တစ်ပိုင်းခွဲပြီးတည်သွားရင်မင်းပြောသလိုဖြစ်တာပဲပေါ့ဟာတရားသူကြီးမင်းကလည်းကျွန်တော်ပြောတာခွဲရုပ်တရုပ်လုံးအကောင်းပကတိတိုင်းသူတယောက်တည်းတည်ဖို့ပြောတာလေချိုဘေကအလန့်တကြားဝင်ပြောလိုက်တယ်မင်းအစပြောတော့ဒီလိုမဟုတ်ပါဘူးသူဝယ်ပြီးတဲ့ပစ္စည်းကိုသူ့သဘောကျလုတ်ပိုင်ခွင့်ရှိတယ်တရုပ်ကိုဖျက်ဆီးပြီးတည်နိုင်ရင်ကျန်တဲ့တရုပ်ကိုသူ့ပိုင်ပြီပေါ့ဘယ်လိုပဲဖြစ်ဖြစ်သူတည်လို့ရရင်ပြီးရောမလားငါတက်တည်ရှိတယ်အခုမှမငင်းနဲ့ဒါတော့တရားသူကြီးမင်းကကျွန်တော်ကိုစကားကပ်ပြီးပြောတာပဲမတရားပါဘူးခမငါပြောတဲ့ထဲမှာဘာမတရားတာပါလဲမင်းစကားအတိုင်းငါပြောနေတာပဲအခုမှမင်းကခွေးရုပ်ကိုအကောင်းပကတိအတိုင်းနေဘာတွေပြောနေတာခုနမင်းပြောတဲ့ထဲမှာအကောင်းပကတိအတိုင်းတည်ရမယ်လို့မှမပါပဲမင်းကိုငွေ30ပေးလိုက်လို့ဒီခွေးရုပ်ကိုသူပိုင်သွားရင်သူကြိုက်တာလုပ်ခွင့်ရှိတာပဲဆိုင်ရှင်လဲမျက်နှာငယ်လေးနဲ့ဒီလိုတော့မလုပ်သင့်ပါဘူးခမဒီတိုင်းဆိုကျွန်တော်အများကြီးနစ်နာဆုံးရှုံးပြီပေါ့ကဲဒါဆိုရင်လဲဒီကလေးနဲ့မင်းနဲ့အပေးယူလုပ်ပြီးညှိနှိုင်းလိုက်သူကတရုပ်ပဲလိုချင်တာမင်းကဒီ3ရုပ်စလုံးကိုငွေ30နဲ့အရှုံးမခံနိုင်ဘူးဆိုရင်ဒီတစ်ခုကိုတော့အသာတကြီး30နဲ့သာရောင်းပေးလိုက်တော့အထမ်းသမားကိုခေါ်ပြီးတော့သူ့ဖိုးစီသူတည်သွားလိမ့်မယ်မင်းအတွက်2ရုပ်ကြံပါတယ်ကွာချိုဘေကမတက်တာတဲ့အဆုံးမှာဥက္ကာရဲ့ဆုံးဖြတ်ချက်အတိုင်းခွေးရုပ်တရုပ်ကိုကလေးလေးကိုငွေ30နဲ့ရောင်းပေးလိုက်ရတော့တယ်ကလေးလေးလည်းအလွန်တရာဝမ်းသာပြီးဘေးနားလူကြီးတွေရဲ့အကူအညီနဲ့ခွေးရုပ်ကြီးကိုသူ့ရဲ့အိမ်ကိုပြန်ပြီးတော့တည်သွားတော့တာပေါ့တရားသူကြီးဦးကလည်းဆိုင်ရှင်ချိုဘေကို30ပေးရင်းနဲ့ဟေ့ဒီငွေ30ကိုမင်းရဲ့ပတ်စံပုံထဲမှာမထည့်လိုက်နဲ့ဒီပတ်စံကိုအသေးချာဘောင်သွင်းပြီးအမတ်တရသာတင်ထားဒါမှဒီပတ်စံကိုမြင်တိုင်းမင်းဘဝမှာလူတယောက်ရဲ့စိတ်တက်ကိုမချိုးနိုင်မိအောင်လို့တတိယနေလိမ့်မယ်ငယ်ရွယ်တဲ့သူပဲဖြစ်ဖြစ်စင်းရဲနှိပ်ပါတဲ့သူပဲဖြစ်ဖြစ်စာနာရမယ်ဆိုတာမင်းတတိယနေလိမ့်မယ်အဲ့ဒီလိုပြောပြီးတော့တရားသူကြီးဦးကလည်းဆိုင်ထဲကနေပြန်လဲထွက်ခွာသွားပါတော့တယ်ကွယ်ကဲတသားမမီတို့ရေဒီပုံမြင်လေးကဒီနေရာမှာပဲပြီးဆုံးသွားပြီဆိုတော့ပုံမြင်လေးကိုနားထောင်ပြီးအဆုံးသက်လေးကိုသဘောကျကြရဲ့လားဒါဆိုရင်တီတီကဒီလိုမျိုးကောင်းမွန်တဲ့ပုံမြင်လေးတွေနဲ့ပညာရှိပုံမြင်လေးတွေကိုလည်းတသားမမီတို့အတူယူမှတ်သားနိုင်ဖို့အတွက်တင်ဆက်ပေးသွားပါမယ်နော်